ပြည့်ပေါ့နော်ဈေးဝယ်တဲ့ဗီဒီယိုတွေမတင်တော့ဘူးလားမေးနေကြတယ်ပေါ့နော်ဈေးကနေတိုင်းတော့ဝယ်တယ်ဗီဒီယိုကကိုယ်ရိုက်ရတာလမ်းမကြီးမှာမသိလို့ရှိရင်အယူမကြီးလမ်းလျှောက်နေတယ်လို့ပဲအဲ့ဒါကြောင့်ဗီဒီယိုတင်ရတော့ခိုင်းရက်ရှက်တယ်ပေါ့နော်ဗီဒီယိုရိုက်ရမှာအဲ့ဒါကြောင့်မို့အခုလည်းဈေးတော့ဝယ်မယ်လိုက်ခဲ့ကြနော်တို့ကြောင့်ねဗီဒီယိုမတင်ဘူးဆိုပြီးတော့ကိုယ်ဈေးမဝယ်ပေးဘူးထင်နေမှာဆိုနော်ကျွန်မရဲ့ဗီဒီယိုလေးတွေကိုကိုယ်ကြည့်ရတာတဲ့ဘယ်လိုပြောမလဲကိုယ်တိုင်ဈေးလိုက်ဝယ်ရတယ်လို့ပဲပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မို့ယူရိုအတွက်ကျွန်မနော်အချက်ခံပြီးတော့ဗီဒီယိုရိုက်ပေးတယ်နော်လိုက်ခဲ့ကြဈေးတော့ဝယ်မယ်ဒီနေ့ကဘယ်နှစ်ယောက်စာဆိုလူ2ယောက်စာပေါ့နော်2ယောက်စာတော့ဝယ်မှာဖြစ်ပါတယ်လိုက်ခဲ့ကြပါဟယ်လိုဒါကတော့ပြဈေးတော့ဝယ်မယ်မောပါမောက3လွှာရှိတယ်ပေါ့နော်3လွှာလိုက်ပတ်ပြီးတော့တော့ဝယ်မှာဖြစ်ပါတယ်လိုက်ခဲ့ကြပါဒါအပေါ်တက်ပေါ့နော်ပေါ်တက်ပါဒီမှာလေးလက်ကအိတ်တွေအရန်ဈေးတော်တယ်တိလားဒီစကောက်တွေလည်းချနေတယ်ပေါ့နော်အမတအိတ်ဆို8ချက်ကျော်ပဲရှိတယ်ပုံမှန်ဆိုရင်အဲ့ဒီအိတ်တွေကပေါ့နော်10ချက်ကျော်တယ်ပေါ့နော်ဟို8ချက်ကျော်9ချက်ကျော်အစားစားပဲပေါ့နော်တသိလေးဆို5ချက်နော်အလက်ဆိုင်ဆို6ချက်9ချက်အကြီးဆို8ချက်အဲ့လိုမျိုးပေါ့ဟဲ့လှလိုက်တာမကျလှလိုက်တာဝါစလေးငကက်နဲ့ဆွဲကြိုးနဲ့လာဒီအကန့်เนี่ยရောင်းလာလားမလို့အဲ့မစင်လက်ပတ်လေးနဲ့လှလိုက်တာတော့ရဟဲ့950ပိုက်စာပဲရှိတယ်ကြာဟဲ့လှလိုက်တာဒါဘယ်လောက်လဲတစ်ချက်နဲ့50ပိုက်စာဟဲ့လှလိုက်တာအော်အေးဒါလေးတော်တော်လှတယ်ဒီတူမှာဘီးလည်းမှာတယ်ဘီးရဘယ်နာမှလည်းမသိလေးတော့မြင့်မှန်နေရောဘီးရဘယ်နာမှလည်းမသိကလစ်လေးတေရောဒါလေးတော်တော်လှတယ်နိုင်လေးတွေကျန်နိုင်နဲ့လက်ပတ်မှာတစ်ချက်နဲ့990ပိုက်စာပဲရှိတယ်ဒါလေးလှတယ်ဒါတစ်ချက်နဲ့650ပိုက်စာဒီနိုင်လေးတွေလည်းလှရကြတစ်ချက်နဲ့950ပိုက်စာပဲရှိတယ်မဲလက်ဆောင်တွေပဲပေးလို့ရတယ်ခါနဲ့ဒါ eyeliner တွေ lipstick တွေဒါ makeup တွေဟဲ့အယုတ်တွေလှလိုက်တာဒီအယုတ်လေးကျိတ်လိုက်တာ oh my god ကျိတ်လိုက်တာကျွန်မဖိုက်လို့တော့ပဲဒါပါလေခေါင်းဝင်နဲ့အော်ဟဲ့ယုံဟဲ့မလေးကြကြပါယုံဟဲ့သူအမေခေါင်းဝင်လေးနဲ့ဖင်ပေါ်နေဒါပါလေမကြည့်တော့ပါဟဲ့ငါဝယ်ရရှိသေးတယ်ဒါကလေးဟာလေဒီမှာကြည့်မဂျင်းเนี่ยဒီလိုလေးပဲရှိတယ်ဆိုင်မှာစိတ်ညစ်တယ်ကိုယ်ရမရှိဘူးမလိုချင်တဲ့ပုံစံကလေမကြည့်ဓာတ်ကြီးဆိုမလှဘူးကွာဒါလည်းမလှဘူးဒါရောဒါမကြိုက်ဘူးလားဒါအကြီးပဲလားဒါပါဆိုင်လည်းမသိဘူးစိုက်တွေကလည်းဘယ်ကဘာမှလည်းမသိဘူးဒီပုံစံကြိုက်လားမရှင်းတော့မဆန်းတော့ဟေးဒါမြန်မာပြည်ပြန်မှုတယောက်တည်းအမှရှင်းတော့မဆန်းတော့မမပစ္စည်းတွေလက်ကအိတ်တော့မဆန်းတော့ဘူးကွယ်ကြည့်အောင်